ကျွန်တော်တို့ဘောလုံးတစ်လုံးဆိုင်မှာသွားဝယ်တော့မယ်ဆိုရင် brand ကိုကြည့်ပြီးတော့ဝယ်တာလားဒါမှမဟုတ်ဒီဘောလုံးကဘလို့ material ကုန်ကျန်းတွေတုံးပြီးတော့လုပ်ထားတယ်ဆိုတာကိုကြည့်ပြီးတော့ဝယ်တာလားဒီနေ့ခေတ်မှာဘောလုံးတွေတော်တော်များများနိုင်ငံခြားကလည်းတင်သွင်းလာပြီဖြစ်တဲ့အတွက်အရင်တော့ငယ်တော့လိုမျိုးအဖြူမဲဘောလုံးတွေကြီးပဲကန်ရတာမဟုတ်တော့ဘူးဒါကြောင့်မလို့ကျွန်တော်တို့မှာရွေးချယ်စရာတွေရှိလာတယ်ဒါပေမဲ့ရွေးချယ်တဲ့အခါမှန်ကန်တဲ့ရွေးချယ်မှုတွေဖြစ်ဖို့လည်းလိုပါတယ်ဒါကြောင့်ဒီဗီဒီယိုမှာ brand မျိုးစားကွာနေပေမဲ့လည်းဘောလုံးတစ်လုံးကိုကြည့်လိုက်တဲ့အခါမှာပြိုင်ပွဲကန်လို့ရတဲ့ဘောလုံးမျိုးစားလားအကျန်းခံလားလေ့ကျင့်မှုအတွက်သက်ထုတ်ထားတာလားဒါမှမဟုတ်လေကလေးတွေဒါမှမဟုတ် beginner တွေအတွက်သုံးလို့ရတဲ့ဘောလုံးမျိုးလားဒီလိုမျိုးအနေထားတွေကိုရွေးချယ်ဝယ်ယူတက်စေဖို့ဒီဗီဒီယိုမှာပြပြပေးမှာပါပထမတစ်ခုကတော့ကျိုးကျုပ်ဘောလုံးတွေကအမှတ်တရအနေနဲ့တင်ထားကျင်တာဖြစ်ဖြစ်ဖော်ရှိုးအနေနဲ့ထားကျင်တာဖြစ်ဒီလောက်ပဲကောင်းပါတယ်ပြီးတော့ကလေးတွေကစားကျင်တယ်ဆိုရင်တော့ကစားလို့ရအောင်လို့ဝယ်ပေးတာဒါမျိုးဆိုလည်းကောင်းတယ်ဗောနော်ဘောလုံးကနည်းနည်း soft touch ဖြစ်ပြီးတော့ရေရှည်အကျန်းခံမှုကြဆိုရင်တော့အရင်အကျန်းမခံပါဘူးကွင်းမကောင်းဆိုပိုတိတာပါတယ်တစ်ခါလောက်ကန်လိုက်တိုင်းဘောလုံးကအဖက်တွေကွာပြီးဆုတ်ပြတ်တက်သွားတာဗောနော်ဒါကြောင့်မဝယ်စေချင်ပါဘူးဒုတိယတစ်ခုကတော့ hybrid အမျိုးအစားဗောနော် hybrid အမျိုးအစားကတော့ကျိုးကျုပ်ပဲဒါပေမဲ့အပေါ်မှာကော်ကတ်ထားတာဗောနော်ကော်ကတ်ပြီးတခြားဘောင်းတက်လောက်ထားတဲ့ဥစားပြီးတော့သူတို့ဒီဘောလုံးမျိုးတွေကကြတော့ all weather condition ဆိုတဲ့စာကိုလည်းဘောလုံးမှာရေးထားပါတယ်ရာသီဥတုမှာအစုံမှာကစားလို့ရတဲ့ဟာမျိုးလေ့ကျင့်ဖို့ကောင်းတဲ့အရာမျိုးဒီလိုမျိုးတွေအတွက်ထုတ်ထားတာဒါကြောင့်မလို့ hybrid ဘောလုံးတွေကိုဝယ်ပြီးတော့လေ့ကျင့်ဖို့ဖြစ်ဖြစ်ကစားဖို့ဖြစ်ဖြစ်လုပ်လို့ရပါတယ်ဈေးအနေနဲ့လည်းအရင်မကြည့်ပဲနဲ့ရှာဝယ်ရတာလည်းပိုလွယ်မှာပါတတိယတစ်ခုအနေနဲ့ကတော့တာမိုဘောင်းတက်ဘောလုံးမျိုးစားဖြစ်ပါတယ်ဒီဘောလုံးကတော့ match ball ပေါ့နော်ပြိုင်ပွဲတွေမှာကန်တဲ့ခါမှာဒီတာမိုဘောင်းတက်နည်းပညာနဲ့ထုတ်ထားတဲ့ဘောလုံးတွေကိုသုံးပါတယ်ပြိုင်ပွဲကန်တဲ့ဘောလုံးမျိုးစားတွေဖြစ်တဲ့အတွက်ဝယ်ရတာဈေးကတော့အနည်းငယ်ပိုမြင့်နေမှာပါလက်ရှိနာမည်ကြီးကမ္ဘာကျော်လိတွေမှာလည်းအခုပြထားတဲ့ FIFA approve ဖြစ်တဲ့ဘောလုံးတွေကိုပဲသုံးပါတယ်ဒါဆိုဖူးဆဲနဲ့ပတ်သက်ပြီးတော့ဖူးဆဲဘောလုံးနဲ့ဆိုရင်တော့ဖူးဆဲဘောလုံးက size number 4ကွင်းကြီးဘောလုံးထက်တစ် size သေးပြီးတော့ပိုလဲလေးမှာပါဖူးဆဲဘောလုံးဝယ်မယ်ဆိုရင်တော့ PU synthetic leather နဲ့လုပ်ထားတဲ့ဟာမျိုးဝယ်ပါဘာလို့လဲဆိုတော့ soft touch လည်းဖြစ်ပြီးတော့ grip တွေလည်းပိုကောင်းပါတယ်ဒါမှမဟုတ်ကိုကပတ်စံလည်းအရင်မသုံးချင်ဘူးလေ့ကျင့်မှုအတွက်ပြီးတော့အကျန်းလဲခံကျင်တယ်ရေရှည်လဲသုံးကျင်တယ်ဆိုတဲ့သူတွေက PVC နဲ့လုပ်ထားတယ်ဆိုတဲ့ဘောလုံးမျိုးစားကိုဝယ်ပါဒါပေမဲ့ဘောလုံးရဲ့ texture တွေကနည်းနည်းတော့ပိုမာပါတယ်ဒါကြောင့်ကိုကပတ်စံတက်နိုင်မယ်ဆိုရင် PU ဖူးဆဲဘောလုံးမျိုးစားကိုပဲတစ်ခါတည်းဝယ်လိုက်ပါဒါကပိုကောင်းပါတယ်ဘောလုံးသမားတိုင်းကတော့ quality ကောင်းတဲ့ဘောလုံးတွေနဲ့ပဲလေ့ကျင့်ကျင်တယ်ပြိုင်ပွဲကိုလည်းဒီလိုဘောလုံးတွေနဲ့ပဲကန်ကျင်ကြပါတယ်ဒါကြောင့်ကိုယ်စီမှာဘောလုံးမရှိလို့ဘောလုံးသွားဝယ်မယ့်အခါမှာလည်းquality ကောင်းတဲ့ဘောလုံးတွေကိုရွေးချယ်တက်စေဖို့ဒီဗီဒီယိုလုပ်ပြီးလိုက်ခြင်းဖြစ်ပါတယ်တကူနားမလည်တာရှိရဆိုရင်လည်းအောက်က comment ထဲမှာဝင်မေးခဲ့လို့ရပါတယ်သိတာဆိုရင်ပြန်ဖြေပေးပါမယ်ဗီဒီယိုအဆုံးထိကြည့်ပြီးတဲ့အတွက်လည်းအားလုံးကျေးဇူးများတင်ပါတယ်